live ကလူစိတ်ဝင်စားမှုများအစ္စလာမ်ခါကျဟုတ်တယ်တော်ဘူးရ live ကဘာဖြစ်အောင်မလဲမသိဘူး live က UFC live ကဘာဖြစ်အောင်မလဲမသိဘူးဆိုတာတအားငြိမ်နေတယ်ငြိမ်ချက်သားကောင်းတယ် UFC ရဲ့လှုပ်တဲ့လှုပ်ထားရှိတဲ့ပုံစံဒန်နာဝါရဲ့လှုပ်တဲ့ပုံစံကဘာလဲဆိုတော့အဲ့လိုမျိုးငြိမ်နေပြီဆိုအဲ့ဒါသတိထားတော့လုံးဝတဲ့မှာ surprise new လာတော့မှာလူစိတ်ဝင်စားမဲ့ဟာတွဲဆိုင်တွေကိုချပြမယ်မထင်မှတ်ထားတဲ့တွဲဆိုင်တွေချပြမယ်မဟုတ်လဲဆိုတွဲဆိုင်3 4ဆိုင်ချပြရတယ်အဲ့လိုမျိုးတွေလုပ်နေမယ်ဒါကျွန်တော်အမြင်ပြောတာဒါ UFC ရဲ့ထုံးစံပဲနောက်တစ်ခုက UFC live ကအခုကဘာဖြစ်နေလဲဆိုတော့တော်ဘူရီယာတက်လာတာရဲ့တက်လာတဲ့ပထမတစ်ချက်ကျွန်တော်တော်ဘူရီယာတက်လာတဲ့ပထမတစ်ချက်ပြောပြနောက်တစ်ချက်ကဘာလဲဆိုတော့အဲ့1 to 5က Viname Fighter ကြီးငြိမ်နေတယ်နော် Viname Fighter ကြီးအခုတွဲဆိုင်တစ်ဆိုင်ထွက်သွားပြီDustin Poirier နဲ့ဟိုဟာနဲ့ Holloway နဲ့နော်ဒါ BMF တိုက်တယ်လူမယ်ပေါ့ကျန်တဲ့ကောင်တွေငြိမ်နေဟို Charles Oliveira ပြီးလို့ရှိရင်ဒီအစ္စလာမ်ဘာသာကျန်တဲ့ချန်ပီယံလူပြီးမှဒဏ်ရာကြောင့်နှုတ်ထွက်သွားတဲ့အာမန်နော်တခြားပြီးလို့ရှိရင်ဒန်ဟော့ကာ Justin Gage အဲ့လူတွေကငြိမ်နေတယ်ဘာဖြစ်အောင်မလဲမသိဘူးအခုတော်ဘူရီယာနဲ့အစ္စလာမ်ဘာသာကျအကြောင်းကိုပြောရလို့ရှိရင်တော်ဘူရီယာ live weight ကိုတက်လာတယ်ခပတ်လူမယ်ပေါ့ဒါပေမဲ့ပထမဘက်မှာအစ္စလာမ်တို့ဘက်ကဘာပြောလဲဆိုတော့အပေါ်တက်မယ်နော်weather weight ကိုတက်မယ် weather weight ကိုတက်မယ်ဆိုကြည့်လိုက်တော့ဘောကဘလန်မိုဟာမက်သူတို့နဲ့အရင်တော့တကျင်နဲ့ကစားဦးတယ်ဆက်ဆံရေးလည်းရှိတယ်ခါဘစ်ကိုမေးတဲ့အချိန်မှာခါဘစ်ကဘာပြောလဲဆိုတော့ခါဘစ်ဒီတရင်သမားတွေနဲ့တွေ့တဲ့အချိန်မှာပြောတာသူတို့နှစ်ယောက်နော်အစ္စလာမ်နဲ့သူတို့အုပ်စုနဲ့ပေါ့နော်ဟိုဘလန်မိုဟာမက်နဲ့သူတို့အုပ်စုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြီးခါဘစ်အတွက်သူတို့ထိုးမှမဟုတ်ဘူးလေဆက်ဆံရေးပြန်မခံဘူးနဲ့ဒါပထမတစ်ချက်ပြောတာဒါပေမဲ့အစ္စလာမ်တက်ချင်တယ်အပေါ်ကိုတက်ချင်တယ်တကယ်လို့အခုဘန်လန်မိုဟာမက်ရှုံးသွားလို့ရှိရင်မန်ဒဲအေးဘာလို့လဲမန်ဒဲဒါလာအဲ့တယောက်နဲ့ထိုးလို့ဘန်လန်မိုဟာမက်ရှုံးသွားရင်အစ္စလမ်တက်လိမ့်မယ်ဒါပေမဲ့ UFC ဘက်ကကြည့်လို့ရှိရင်တကြီးဘက်ကကျင်တယ်တိုဘရီယာနဲ့ပွဲကိုထိုးစေချင်တယ်ဘာလို့ဆိုအစ္စလမ် live weight မှာလှုပ်เสียကုန်နေပြီအဲ့1 to 5ကအကုန်သူထိုးပြီးသားတွေကြီးပဲသူနိုင်ပြီးသားတွေကြီးပဲအာမန်ပဲကျန်တော့တာအာမန်အောင်နိုင်ပြီးသားပေါ့နော်ဟိုငယ်တော့ကနိုင်တာဆိုတော့အာမန်နဲ့ကအဲ့ဒါကြောင့်လည်းအာမန်နဲ့ကိုတည့်ပြီးတာဒါပေမဲ့မထင်မှတ်တာတွေဖြစ်ကုန်တော့တကြီးကနည်းနည်းစိတ်ကကောက်သွားတိတ်ကောက်သွားဘာလို့လဲဆိုတော့အာမန်ပြန်ပြီးတန်ရာကောင်းလို့ရှိရင်တော့နဲ့ကြိုက်တယ် short တန်မပြီးတော့ဘူးတဲ့တန်မပြီးတော့နောက်တစ်ပွဲပြန်ထိုးရမယ်ဆိုတော့ချာအိုဗီယာနဲ့သူနဲ့ပထမတစ်ချိန်တွေ့တယ်ဒါပေမဲ့ပွဲရဟိုဟာဖြစ်နေတာဆိုတော့ဟိုပွဲရကြည်လဲကြည်ကောင်းတယ်ကွာနည်းနည်းဟိုဟာဖြစ်နေတော့သူတို့နှစ်ယောက်ပွဲကိုပြန်တယ်ပေးမယ်ပြန်တယ်ပေးဖို့များတယ်အာမန်လည်းဟာ Justin Gage ဖြစ်ဖြစ်ဒိုင်းမွန်ဖြစ်သူကကစားနေတယ်ဆိုတော့ဒိုင်းမွန်ကအခုပွဲရကွာ Justin Gage ဖြစ်ရင်အာမန်အောက်မှာလည်းဂါမို့ရှိသေးတယ်ဂါမို့နဲ့ဒန်ဟော်ကာနဲ့ကလည်းရှိသေးတယ်အားကြောင့်ငြိမ်နေတာတခုခုထွက်လာတော့မယ်လို့ကျွန်တော်ပြောတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစ္စလမ်နဲ့တော်ဘူရီယာအကြောင်းပဲဥတီပြီးပြောလို့ရှိရင်အစ္စလမ်တော်ဘူရီယာလည်းခပတ်လူချင်းတို့တက်လာတာလက်ကွက်ကဘာလို့ပုံမြိုင်သွားလဲဆိုတော့မက်ဆော်လိုဝေရောတော်ဘူရီယာရောတက်လာတာငကိုတွေကဖိုက်တာတွေကတန်းထိုးနေပါလေဆိုမှအဲ့မှာနေလူတွေကအရန် live ကိုမျက်စိကျလာတာပေါ့နော်မျက်စိကျလာတော်ဘူရီယာခပတ်လူချင်းတို့တက်လာတာပထမဆုံးအစ္စလမ်မကရက်က तू ကပေးမလူဘူးပေါ့နော်တယောက်ထိုးပြီးမှ तू ပေးထိုးမယ်လို့ပြောတယ်ဒါပေမဲ့ဒန်နာဝိုက်ကဒီတိုင်းဖြစ်ခံမှာမဟုတ်ဘူးတကြီးကရအောင်တည်ပေးလိုက်မယ်ကျွန်တော်ထင်တယ်ခုနကပြောတဲ့ငြိမ်နေတယ်ဆိုတာညှိနေတာသူကျွန်တော်လာပြောသူ317မှာတဲ့တည်ထားကြ5ကတ်တောင်မပြည့်သေးဘူးဒါပေမဲ့တွက်ကြည့်တော့2လကျော်ဆိုတော့ဖြစ်ဖို့တော့များတယ်ကျွန်တော်ထင်တယ် UFC သတင်းကိုပဲစောင့်မှာပဲရမှာဟိုဒါတိုက်တော့မထွက်သေးဘူးကျွန်တော်လိုက်ကြည့်ရတော့သတင်းကအတီကိုမထွက်သေးတာအစ္စလမ်မာဂါနဲ့တူဘူရီယာနဲ့ထိုးရလိမ့်မယ်ကျွန်တော်တို့ထိုးရလိမ့်မယ်ချန်ပီယံ against ချန်ပီယံနော်ချန်ပီယံနှစ်ယောက်နိုင်တဲ့လူကချန်ပီယံဖြစ်မှာပဲဘယ်သူနိုင်မလဲပါမလဲကျွန်တော်လာမမှန်းခိုင်းနေကျွန်တော်တော့မမှန်းတတ်ဘူးအဲ့လိုမျိုးမမှန်းတတ်ဘူးဆိုတာမမှန်းကျင်ဘူးပေါ့နော်မမှန်းကျင်ဘူးဘာလို့လဲဆိုတော့နှစ်ယောက်သလုံးကပြည့်ပြည့်စုံနေတဲ့လူအစ္စလမ်ကိုကြည့်မလားကောင်းပါတယ်ဆိုတဲ့ grabber ဝါဆလာနော် striker အကုန်တောက်ချထားတာနော်တော်ကောင်းဆိုစဉ်းစားထဲတော့ဝါစားပလိုက်အဲ့လိုကောင်မျိုးတော်ဘူရီယာကိုကြည့်မလားအလဲထိုးပါရှိတယ်တစ်ချက်ပဲရမှောက်အောင်ထိုးတယ်ပြီးလို့ရှိရင် grabbing လည်းကောင်းတယ်เนาะ grabbing လည်းကောင်းတယ်အဲ့လိုမျိုးကစားသမားတွေဆိုတော့ပြောရတော့နည်းနည်းခက်တယ်တော်ဘူရီယာမှာပြောစရာနည်းနည်းရှိတာက weight ကတော့ तू က light weight ရှိတယ်ဒါပေမဲ့အကောင်နည်းနည်းသေးနေတယ်ဆိုနည်းနည်းပုနေတယ်အစ္စလမ်နဲ့ဆိုင်ဒါအစ္စလမ်တော့အာသချက်ဖြစ်မလားเนาะအစ္စလမ်က striking လည်းအဲ့လောက်ညံ့မနေဘူးနေသားတစ်ခုမှရှိတယ်ဒါပေမဲ့ပြီးခဲ့တဲ့မိုယီနိုနဲ့မိုကာနိုနဲ့ပွဲမှာဆိုလို့ရှိရင်ထိုးတာဖင်ထိုင်ကြပါတခါကြောက်ရှင် तू ကလည်းနည်းနည်းဟိုဆိုရင်
အဲ့လိုမျိုးအခွင့်အရေးမျိုးတော်ဘူရီယာကိုပေးလို့ရှိရင်အစ္စလမ်မှောက်သွားလိမ့်မယ်ဆိုရင်ဒါတတိကြီးကြီးထားပြီးကစားရမယ်ပေါ့နော်တတိကြီးကြီးထားပြီးကစားရလိမ့်မယ်လေတို့ပါဝါရှိတယ်တော်ဘူရီယာစိတ်ရှိတယ်ဟိုပြိုင်ဘက်ကိုချင်းပြမသွားဘူးနော်တကယ်လို့သူတို့နှစ်ယောက်တာကစားပြလို့ရှိလို့ရှိရင်ရှင်လုံးနိုင်ပြီဆိုအိုက်ပွဲကအဲ့ဒါသွားပြီပဲအဲ့ဒါတတိထားတော့ဘယ်သူမဆိုရှုံးနိုင်ပြီပဲရှုံးနိုင်ပြီနော်အဲ့လိုမျိုးအစ္စလမ်တခုပဲလုံးမှာသူဆက်စားချင်းရှင်တို့မှမနိုင်ဝင်လုံးမှာပဲအဲ့ဝင်လုံးလို့သူအတာမရဘူးဆိုရင်သွားပြီအဲ့ဒါပဲရှိတယ်နော်ဒါပေမဲ့အာမန်နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်အာမန်နဲ့ပွဲကိုကြည့်နေတာပြတ်သွားတာအရန်နှမြောက်ကြောင့်ဒန်နာဝက်ကစိတ်ဆိုးပြီးအာမန်ကိုတိုက်တယ်ရှော့ပြန်မပေးတော့မင်းတပွဲထိုးပြီးမှပြန်ပေးမယ်လို့ရအဲ့ပွဲမှာအာမန်လည်းတိုးတက်လာတယ်အစ္စလမ်လည်းအရင်လိုမဟုတ်တော့အဲ့သူတို့နှစ်ယောက်လုံးတာကိုရှေ့ကြည့်ရမှာနှမျောတာလို့နော်ဆိုတော့တကယ်ပြောတာပြန်အောင်ကြည့်ရပါမလားမသိဘူးအဲ့ပွဲတကယ်လို့ဒါဒီပွဲကတော်ဘူရီယာ9-9ရှုံးအစ္စလမ်အပေါ်တက်ဖို့များတယ်